အားလုံးပဲမင်္ဂလာပါခင်ဗျာတိုင်လာ Tarot page ကနေပြီးတော့မှကြိုဆိုပါရစေပထမဦးဆုံးပေါ့နော်ကျွန်တော်ရဲ့ဒီ Lighter with Tarot ဆိုတဲ့ Tarot ရဲ့အခြေခံ class လေးပေါ့နော်ဒီ batch တန်းကိုjoin ပေးကြတဲ့တူးတယောက်ချင်းစီကိုလည်းတကယ်လည်းကျေးဇူးအများကြီးတင်ပါတယ်မနေ့ပြန်ဆိုလို့ရှိရင်အတန်းလေးရလည်းစတင်တော့မှာပေါ့နော်ဆိုတော့ဒါဒီသင်တန်းလေးကိုစိတ်ပါဝင်စားစွာယုံကြည်စွာနဲ့လာရောက်ပြီးတော့မှတက်ရောက်ပေးကြတဲ့တူးတယောက်ချင်းစီကိုလည်းတကယ်လည်းပဲကြိုဆိုပါတယ်တကယ်လည်းပဲကျေးဇူးအများကြီးတင်နေဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပထမဦးဆုံးပြောချင်တယ်ပေါ့ဒီတစ်ခေါက်မှာတော့ကျွန်တော်ပုံမှန်မြင်နေကြပေါ့နော် Tarot card တွေကိုမသုံးဘဲနဲ့ဒါ Tarot dice ကိုသုံးပြီးတော့မှကျွန်တော် reading လေးတွေကိုဖတ်သွားပေးမယ်ပေါ့နော်ပုံမှန်ဒါမြင်နေကြ Tarot card တွေဆိုလို့ရှိရင်ယူသွားမှာဆိုလို့အခြားသောဒီကိုယ့်ရဲ့ကံကြမ္မာကိုဖတ်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ပေါ့နော်အလွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ answer တုံးလေးတွေကိုသုံးပြီးတော့မှကျွန်တော်ဖတ်သွားပေးမှာပေါ့ဆိုတော့ဒီတစ်ခေါက်ဒါလောက်သွားပြီးမယ် pick up by reading လေးရဲ့ခေါင်းစဉ်ကကြတော့တစ်ဖက်လူနဲ့ကိုယ်နဲ့ရှေ့ဆက်သွားလို့ရသေးလားတစ်ဖက်လူကိုချစ်သေးလားဆိုတဲ့မေးခွန်းလေးတွေကိုကျွန်တော်ဖြေသွားပေးမှာပေါ့ထုံးစံတိုင်းကျွန်တော် file လေးသုံးခုချထားပေးပါတယ် row quest ပေါ့နော်တလင်းကြောက်ကလေးကိုစားပြုထားတဲ့နေ့စီတလင်းကြောက်ကလေးကိုစားပြုထားတဲ့ file 1ရဲ့ red jasper အနီရောင်ကြောက်ကလေးကိုစားပြုထားတဲ့ file 2ရဲ့ green aventurine လို့ခေါ်တဲ့အစိမ်းရောင်ကြောက်ကလေးကိုစားပြုထားတဲ့ file 3ဆိုပြီးတော့မှ file လေးသုံးခုရှိပါတယ်ကိုနဲ့ energy ကိုက်မယ်လို့ယူဆရတဲ့ file လေးကိုဒီချားလေးချက်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုလို့ရှိရင်ချိန်လေးခဏပေးမယ်နော်အခုလောက်ဆိုလို့ရှိရင်တော့ကိုနဲ့ energy ကိုက်မယ်လို့ယူဆရတဲ့ file လေးကိုရွေးချက်ပြီးလောက်ပြီးလို့ချင်ပါတယ် file တစ်ခုချင်းစီအတွက် reading လေးကိုသွားလိုက်ပါတော့မယ်ခင်ဗျာအဆုံးပေါ့နော်ဒီပိုင်းအောင်ကြောက်ကလေးကိုစားပြုထားတဲ့ file 1นี่အတွက်ပေါ့နော် reading လေးကိုသွားလိုက်မယ်အဲ့တော့တစ်ဖက်လူကကိုယ့်ကိုချစ်သေးလားသူနဲ့ကိုယ်နဲ့ရှေ့ဆက်သွားလို့ရသေးလားဆိုရဲမေခွန်းလေးတွေကိုကြည့်သွားပေးမှာပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာတော့ကျွန်တော်လုံနေကြပေါ့နော် tarot card ဒီအစားကျွန်တော် tarot answer တုံးလေးကိုသုံးပြီးတော့မှကျွန်တော်ဖတ်သွားပေးမှာပေါ့ okay ဆိုတော့စလိုက်ကြမယ်နော် okay okay ဆိုတဲ့ခါကျတော့10 of strikes ပေါ့နော်တစ်ဖက်လူကတဲ့ကိုနဲ့ပတ်သက်တဲ့ relationship မှာကိုကြောင့်သူနာကျင်ခံစားနေရတာမျိုးကိုကြောင့်မလို့ပေါ့နော်သူရဲ့လက်ရှိမှာအဆင်မပြေဘူးဆိုတဲ့ခံစားချက်တွေကိုသူရနေရဆိုတဲ့ပုံစံမျိုးကိုကျွန်တော်မြင်ရတယ်သူဘက်ကထုတ်မပြောနေသည့်တိုင်အောင်ဒီ relationship ကနေပြီးတော့မှသူနာကျင်မှုခံစားနေရတဲ့ပုံစံမျိုးရှိရလို့ကျွန်တော်ပို့ပြီးတော့မှခံစားမိတယ်ဆိုတော့ကိုကြောင့်ဖြစ်စေပေါ့နော်ဒါပါလဲဆိုလို့ရှိရင်ကိုနဲ့တွဲလို့ရလာတဲ့အကျိုးဆက်ကြောင့်ဖြစ်စေသူ့မှာအဆင်မပြေမှုတွေခံစားနေရတယ်ပြီးလို့ရှိရင်ဒီ relationship မှာနာကျင်မှုတွေပဲရှိနေတဲ့ energy မျိုးကိုပို့ပြီးတော့မှပြရတယ်လို့တော့ကျွန်တော်မြင်နေပေါ့ okay ဆိုတော့တစ်ဖက်လူကိုချစ်နေသေးလားဆိုလို့ရှိရင်တော့တဲ့ okay ဆိုတော့ nine of pentacles ဆိုတော့တစ်ဖက်လူရဲ့စိတ်ထဲမှာတော့ကိုကွာလုံးဝကြီးစိတ်ဆိုးစိတ်ပြောချင်တာကစိတ်နာနေတဲ့ပုံစံမျိုးကိုနဲ့ပတ်သက်ပြီးတော့မှသူခံစားနေရတဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့မှကိုစိတ်ပြက်လက်ပြက်ဖြစ်နေရမျိုးကျွန်တော်မတွေ့ရဘူးကိုပေါ်မှာထားတဲ့ခံစားချက်နဲ့တန်ရောစင်ကအရင်ကအတိုင်းပဲရှင်တန်နေသေးပဲဆိုတဲ့ပုံစံမျိုးကိုတော့တွေ့တယ်ကိုဘလောက်ပဲသူ့အပေါ်မှာပေါ့နော်ဆိုခဲ့ကိုကဘလောက်ပဲသူ့ကိုနာကျင်အောင်လုပ်ခဲ့တစ်ဖက်လူရဲ့စိတ်ထဲမှာကိုပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာကပြောင်းလဲမနေဘူးဆိုတဲ့ပုံစံမျိုးကိုပြတယ်ဒါပေမဲ့ပြောင်းလဲတာမနေတာကွာတစ်ဖက်လူရဲ့လက်ရှိ energy မှာကြတော့သူအစမပြေမှုတွေအများကြီးကိုကြုံတွေ့နေရတယ်ဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်သူနဲ့ကိုနဲ့ရှေ့ဆက်လို့ရသေးလားဆိုလို့ရှိရင်တော့တဲ့ရှေ့ဆက်သွားဥမာပါဆိုတဲ့ပုံစံမျိုးပေါ့ကိုဘက်ကလည်းလက်မလို့သူတစ်ဖက်ကလည်းပဲကိုအရင်စိတ်ထဲမှာပေါ့နော်ဘလောက်ပဲနာကျင်အောင်လုပ်သူဘက်ကနေပြီးတော့မှစိတ်နာတယ်ကိုစွန့်ပစ်ချင်တယ်ဆိုတဲ့ခံစားချက်မျိုးရှိမနေဘူးအဲ့ဒါကြောင့်ဒီ relationship ကဘလောက်ပဲအဆင်မပြေမှုတွေဖြစ်နေပါစေတစ်ဖက်လူကတော့ရှေ့ဆက်သွားဖို့စူးစမ်းဦးမှာပဲဆိုတဲ့ပုံစံမျိုးဖိုင်ဝမ်းတွေကိုယ်တိုင်ကလည်းဒီ relationship ကိုလက်လွတ်ဖို့စူးစမ်းမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကိုတော့ပြတယ်အဲ့တော့ဖိုင်ဝမ်းတွေကိုတတိပေးချင်တာကတစ်ဖက်လူကကိုကြောင့်နာကျင်ရပါတယ်ကိုကြောင့်မဟုတ်ခဲ့ရင်တောင်မှကိုနဲ့ပတ်သက်လိုက်လို့ရလာတဲ့အကျိုးဆက်တွေကသူ့အတွက်အဆင်မပြေမှုတွေပဲများနေရဆိုတာကိုတတိထားတင်ပါတယ်အဲ့ဒါကြောင့်ဖိမပေးပါလို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ universal guidance အရာဘာကိုပြောထားတာလဲဆိုလို့ရှိရင်တော့ okay ဆိုတော့လာပြတာကလေတစ်ဖက်လူရဲ့ခံစားချက်ကိုမြင်အောင်ကြည့်ပါတစ်ဖက်လူမှာဖုံးထားတဲ့အရာတွေရှိတယ်အဓိကသူ့ရဲ့ခံစားချက်တွေကိုမပြောတာသူ့ရဲ့အချစ်ကိုထုတ်မပြတာပြီးလို့ရှိရင်တော့သူဘာလိုချင်တာလဲဆိုတာကိုခံမှန်းလို့မရတာအရင်များတယ်ပြောရရင်ဖိုင်ဝမ်းနေတဲ့တစ်ဖက်လူကလေသူဘာဖြစ်နေရလဲဆိုတာအရင်ခံမှန်းရခဲ့တယ်သူလည်းမပွင့်လင်းဘူးဘယ်သူမှလည်းမပြောပြဘူးအဓိကတော့သူပျော်နေလားဝမ်းနေလားမသိရဘူးပေါ့သူတယောက်တည်းစိတ်ခံစားတဲ့လူစားမျိုးပြီးရင်သူအပြစ်တင်တာကနင်ဘာဖြစ်လို့ငါရဲ့အရေးခဲကိုမသိရတာလဲဆိုရဲခေါင်းစဉ်ရဲ့အောက်မှာ
ဖိုင်ဝမ်တွေကိုတစ်ဖက်လူကအပြစ်တင်ကြရဲဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်မြင်တယ်ဆိုတော့မြင်အောင်ကြည့်ပေးပါတစ်ဖက်လူကို nutrient ပေးပါတစ်ဖက်လူစကားအများကြီးပြောပေးပါသူ့နာမှာရှိပေးပါဒါဆိုရင်တော့သူနဲ့ကိုနေကြတဲ့မှာ energy လေးတွေကကောင်းမွန်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပြတယ်ရှေ့ဆက်သွားလို့ရပါသေးတယ်ဘလောက်ပဲအစမပြေမှုတွေရှိခဲ့သူစိတ်ကိုမြင်အောင်ကြည့်ပြီးတော့မှတခြားလေးပြန်စူးစမ်းကြည့်မယ်ဆိုရင်အဆင်ပြေနိုင်ပါသေးတယ်ဒါကတော့ဖိုင်ဝမ်နေအတွက် reading ဖြစ်ပါတယ်ခင်ဗျာ Rajas ဘာကြောင့်လေးကိုကိုစားပြုထားတဲ့ဖိုင်တူတွေပေါ့နော်တစ်ဖက်လူကကိုပေါ်မှာချစ်တဲ့စိတ်ရှိသေးလားသူနဲ့ကိုယ်နဲ့ရှေ့ဆက်သွားလို့ရလားဆိုတာနဲ့ပတ်သက်ပြီးတော့မှကြည့်သွားပေးမှာပေါ့ဆိုတော့အရင်ကလူမျိုး tarot card တွေကိုမသုံးတော့ဘဲနဲ့ကျွန်တော်ဒီ tarot answer တုံးလေးကိုသုံးပြီးတော့မှကျွန်တော်ဖတ်သွားပေးမယ်ပေါ့နော် okay စလိုက်တော့မယ်နော်မအောင်ဆုံးတစ်ဖက်လူနဲ့ကိုယ်ရဲ့လက်ရှိတစ်ဖက်လူရဲ့အခြေအနေကိုကြည့်ကြည့်အောင် okayဆိုတော့တစ်ဖက်လူရဲ့အခြေအနေကလေဘယ်လိုပုံစံဖြစ်နေရလဲဆိုတော့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့မှပေါ့နော်တခုခုသူစုပ်ကိုင်မှုစူးစမ်းနေရဲဆိုတဲ့ပုံစံမျိုးဒီ relationship နဲ့ပတ်သက်ပြီးတော့မှတစ်ဖက်လူမှာစုပ်ကိုင်ထားခြင်းနဲ့ဆန္ဒရှိတယ်ပြောရရင်လေတစ်ဖက်က relationship ဖြစ်နေတယ်တစ်ဖက်ကသူ့ရဲ့ဘဝတက်လန်သို့မဟုတ်ဝင်ငွေစီးကြောင်းစီးပွားရေးကိစ္စအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှသူလူလက်ချလေးလိုက်နေတဲ့ပုံစံမျိုးကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့ဟိုဘက်ကိုလည်းလက်မလွတ်နိုင်ဒီဘက်ကိုလည်းလက်မလွတ်နိုင်အရာအလုံးကိုသူပိုင်ဆိုင်ခြင်းတဲ့ပုံစံမျိုးရှိရဲဆိုတဲ့ပုံစံမျိုးကိုမြင်တယ်တဲ့ပြောပြရမယ်ဆိုရင်ဖိုင်ဝမ်ဒီ sorry ဖိုင်ဝမ်နဲ့ဖိုင်တူရဲ့တစ်ဖက်လူပါပေါ့နော်အဲ့တော့ကိုယ့်အပြင်အခြားသောဘာလဲဆိုလို့ရှိရင်သူလိုချင်တဲ့အရာသူပိုင်ဆိုင်ခြင်းတဲ့အရာတွေရှိနေရဆိုတဲ့ energy မျိုးကိုလည်းကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့ okay တစ်ဖက်လူရဲ့စိတ်ထဲမှာသူဆုံးဖြတ်နေရဲဆိုတဲ့ပုံစံမျိုးပေါ့နော်ငါဘယ်လမ်းကိုရွေးချယ်လို့ရှိရင်ငါအတွက်အကောင်းဆုံးဖြစ်မလဲဘယ်လမ်းကငါအတွက်အဆင်ပြေဆုံးဖြစ်မလဲငါဘာလုပ်ရမှာလဲငါရဲ့ဘဝအတွက်ငါရဲ့အကျိုးစီးပွားအတွက်ဘလို့လမ်းကငါအတွက်အကောင်းဆုံးဖြစ်မလဲဆွေးရုံနိုင်ခြေအားနည်းဆုံးဖြစ်မလဲငါအတွက်ကောင်းကျိုးအများဆုံးဖြစ်မလဲဆိုတာကိုစဉ်းစားပြီးတော့မှဆုံးဖြတ်နေတဲ့အခိုက်အတန့်တစ်ခုလို့မြင်နေအဲ့ဒီတိုင်းပဲ relationship မှာလည်းပဲငါဘာလုပ်တင်တာလဲဘာလို့လို့ရှင်တော့ငါအတွက်အဆင်ပြေမလဲဘယ်ဟာကိုရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်ငါအတွက်ဆုံးရှုံးမှုကနည်းသွားမလဲအဲ့ဒါကိုသူဦးစားပေးပြီးတော့မှစဉ်းစားနေတဲ့ energy မျိုးကျွန်တော်ပို့ပြီးတော့မှတော့ခံစားရတယ်ပို့ပြီးတော့မှလည်းမြင်နေပေါ့ဆိုတော့မလာပြတဲ့ energy အရာပေါ့နော် okay တစ်ဖက်လူရဲ့စိတ်ထဲမှာတော့ကိုဘယ်လောက်ထိရှိနေပြီလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်တော့တယ်okay ဆိုတော့ Eight of Pentacles ပေါ့နော်ဆိုတော့တစ်ဖက်လူရဲ့စိတ်ထဲမှာဒီမှာလာပြတဲ့ energy အရဆိုလို့ရှိရင်တော့ तू ကိုယ့်ကိုစောင့်နေတာကိုဘယ်လိုပုံစံမျိုးလုံးမှာလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှ तू ဘာလုပ်လို့ရှိရင်တော့အဆင်ပြေဆုံးဖြစ်မလဲအဲ့ဒါ तू တေချာစဉ်းစားနေတဲ့ပုံစံမျိုးလို့ကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့တစ်ဖက်လူရဲ့စိတ်ထဲမှာလည်းကိုရှိပါသေးတယ်ကိုနဲ့ပတ်သက်ပြီးတော့မှလည်းလောလောဆုံးရှုံးခြင်းနဲ့ဆန္ဒမျိုးရှိမနေဘူးဆိုတဲ့ energy ကိုကျွန်တော်မြင်တယ်ဒါပေမဲ့လည်းပဲဘယ်လိုဖြစ်နေရလဲဆိုတော့လေအဓိကပြဿနာကတစ်ဖက်လူက तू ရေရှည်သွားလို့ရမရအောင် तू စဉ်းစားနေတာतूတခုခုကိုဆုံးရှုံးလိုက်ရမှာကိုသူစိုးရိမ်နေတာအဲ့ဒါကြောင့်ဖြစ်နေမယ်ဆိုတဲ့ပုံစံမျိုးကိုမြင်တယ်အဲ့တော့တစ်ဖက်လူရဲ့စိတ်ထဲမှာကိုရှိပါသေးတယ်ကိုယ့်ပေါ်မှာချစ်တဲ့စိတ်ရှိသေးလားလို့မေးလို့ရှိရင်လည်းကိုနဲ့ဆက်ပြီးတော့မှnight of one ဆိုတော့ပေါ့နော်ရှေ့ဆက်သွားခြင်းတဲ့ energy မျိုးကိုလည်းကျွန်တော်မြင်တယ်အဲ့တော့ဒီရှေ့ဆက်သွားလို့ရအောင်အကောင်းဆုံးအနေအထားတစ်ခုနဲ့ငါဘာလို့ရမလဲဆိုတာကိုစဉ်းစားနေတဲ့ခိုင်တန်းလို့လည်းကျွန်တော်မြင်တယ်ဆိုတော့ဟုတ်ပြီရှေ့ဆက်သွားရမှာလား energy ပြောင်းလဲလေးတွေကဘာလေးတွေများဖြစ်မလဲဆိုတာကိုကျွန်တော်ကြည့်မယ် okay three of cups ဆိုတော့သူနဲ့ကိုနေကြတဲ့မှာရှေ့ဆက်သွားလို့ရအောင်မှာဒါပေမဲ့လည်းပဲ energy လေးတွေကအားရော့လာတဲ့ပုံစံမျိုးကိုတော့မြင်နေပေါ့နော်အရင်တုန်းကတော့အရန် deeply ပုံစံမျိုးဖြစ်မယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့တငယ်ချင်းမကြရေးစားမကြပဲဖြစ်သွားတာမျိုးပဲဖြစ်ပေါ့နော် energy လေးတွေကအားနေသွားတာမျိုးပဲဖြစ်တောင်းတဲ့တယောက်ကြားထဲမှာ energy ဘုံလေးတွေအားနေသွားတယ်တစ်ဖက်လူကဖြစ်စီဖိုက်တူတွေကိုယ်တိုင်ဘက်ကဖြစ်စီပေါ့နော်တစ်ဖက်လူပေါ်မှာထားတဲ့ကိုယ့်ရဲ့စိတ်လေးနဲ့မှုလေးတွေကအာရော့သွားတယ်သူနဲ့ကိုယ်နဲ့ကြားထဲမှာဆက်ဆံပြောဆိုနေတဲ့ပုံစံလေးတွေကချစ်သူရေးစားနဲ့မတူတော့ဘဲနဲ့တငယ်ချင်းလိုပုံစံမျိုးတွေဖြစ်လာတယ်ပြီးလို့ရှိရင်တောက်နဲ့တောက်ကြားထဲမှာလေးနဲ့မှုအရင်မရှိတော့ဘူးအဲ့လို energy မျိုးလေးတွေကိုကျွန်တော်မြင်တယ်ဆိုတော့ရှေ့ဆက်သွားလို့ရသေးလားဆိုလို့ရှိရင်တော့ခင်မင်မှုကတော့ပြတ်မှာတော့မဟုတ်ဘူးအဆက်အသွယ်ပြတ်မဲ့ energy မျိုးကိုလည်းကျွန်တော်မတွေးရဘူး but ဒါပေမဲ့ energy ကလေချစ်သူရေးစားလိုမျိုးပဲပေါ့နော်ရှေ့ဆက်သွားဖို့ရင်အတွက်ကတော့အရင်ကြီးမသေးကြဘူးဆိုတဲ့ပုံစံမျိုးကိုတော့မြင်နေ okay ဆိုတော့ universal guidance အရာဘာလေးတွေများဖြစ်လဲပေါ့ okay ဆိုတော့ဒီမှာလာပြထားတဲ့ energy ရဆိုလို့ရှင်တော့ judgment ကိုပြနေရဆိုတော့လေတစ်ဖက်လူနဲ့ကိုယ်နဲ့ကြမှာပြန်ဆင်ပြေမှာတဲ့ဒီ relationship ကြီးကလည်းပြတ်သွားမဲ့ပုံစံမျိုးကိုကျွန်တော်မမြင်ရဘူးဆိုတော့တိချာလေးပြန်ပြီးတော့မှစူးစမ်းကြည့်ပါပြန်ဆင်ပြေဖို့လားရှိတယ်တစ်ဖက်လူကိုကွာနားလဲပေးဖို့လို့မယ်ပေးခဲ့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့မှဒဏ်ရာတွေသူရရှိလက်ရှိမှာရရှိခံစားနေရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှကွာတို့ကူစားပေးဖို့လို့မယ်ဆိုတဲ့ပုံစံမျိုးတစ်ဖက်လူကငါ့ကိုဘာဖြစ်လို့မကြည့်ရတာလဲတစ်ဖက်လူကဘာဖြစ်လို့ငါ့ကိုဒီလိုဆက်ဆံရတာလဲဆိုပြီးတော့မှမတွေးနဲ့ကိုယ့်ဘက်ကဘာပေးနိုင်လဲကိုယ့်ဘက်ကမေတ္တာကိုပေးလိုက်တစ်ဖက်လူရဲ့
ရဲ့စိတ်ကအများကြီးပြောင်းလဲလာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုမြင်တယ်တစ်ဖက်လူကဘယ်လိုပုံစံဖြစ်နေရလဲဆိုတော့သူ့ရဲ့စိတ်ထဲမှာကွာတခုခုရွေးချယ်လိုက်လို့ရှိရင်မှားယွင်းသွားမှာကိုစိုးတယ်ဆုံးရှုံးရမှာကိုကြောက်တယ်အဲ့ဒါကြောင့်သူကစဉ်းစားနေတဲ့ပုံစံမျိုးရေရှည်အတွက်စဉ်းစားခြင်းတဲ့ပုံစံမျိုးတခုခုစောင့်ကြည့်ပြီးတော့မှအခိုင်အမာဆုံးဖြတ်ခြင်းတဲ့ပုံစံမျိုးကိုပြနေတာမျိုးပါအဲ့ဒါကြောင့်ဒါကိုဘက်ကနေပြီးမှအများကြီးနားလည်ပေးလိုက်မယ်ဆိုလို့ရှင်တော့သူဒီခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်သွားလိမ့်မယ်လို့တော့မြင်ပါတယ်ဒါကတော့ဖိုက်တူတွေအတွက် reading ပေါ့နော်နောက်ဆုံးဒီပေါ့နော်ကြောက်အစိမ်းရောင်လေးကိုစားပြုထားတဲ့ဖိုက်တူတွေအတွက်တစ်ဖက်လူရဲ့စိတ်ထဲမှာကိုချစ်သေးလားပေါ့ကိုသူချစ်နေသေးလားဆိုတာရယ်သူနဲ့ကိုနဲ့ရှေ့ဆက်သွားလို့ရမရဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်သွားပေးမှာပေါ့ဆိုတော့ပုံမှန်မြင်နေကြ tarot card တွေကိုကျွန်တော်မသုံးတော့ဘဲနဲ့ tarot answer လေးတုံးလေးတွေကိုသုံးပြီးတော့မှကျွန်တော်ဒါဒီဖတ်သွားပြီးမှာပေါ့နော် okay စားလိုက်တော့မယ်โอเคပထမအောင်ဆုံးပေါ့သူနဲ့ကိုနဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့မှကြည့်သွားပေးရမယ်သူရဲ့စိတ်အခြေအနေနဲ့ပတ်သက်ပြီးကြည့်သွားပေးရမယ်ဆိုရင်okay tree or struck ဆိုတော့သူအရန်ကိုအစမပြေဖြစ်နေတယ်နာကျင်မှုတွေခံစားနေရတဲ့ဆိုတဲ့ပုံစံမျိုးကိုမြင်နေပေါ့နော်ကိုကြောင်ဖြစ်စေသူရဲ့ပတ်ဝန်းကျင်ကြောင်ဖြစ်စေသူရဲ့မိသားစုကြောင်ဖြစ်စေအသေးကွဲနေရဆိုတဲ့ပုံစံမျိုးသူတော်တော်စိတ်သာနေရဆိုတဲ့ပုံစံမျိုးသူရဲ့စိတ်မှာအစမပြေမှုတွေရှိနေဆိုတဲ့ပုံစံမျိုးပြတယ်ဗျပြောရရင်လက်ရှိ relationship မှာသူပြောမနေဘူးကိုကြောင်ဖြစ်စေသူ့ရဲ့ပတ်ဝန်းကျင်က relationship တွေကြောင့်ဖြစ်စေအစမပြေဖြစ်နေဆိုတဲ့ပုံစံမျိုးတွေပြတယ်သူနာကျင်နေရတယ်ပြီးလို့ရှိရင်သူ့ရဲ့စိတ်မှာဒဏ်ရာရနေရဆိုတဲ့ပုံစံမျိုးကိုလောလောဆယ်မှာတော့ကျွန်တော်မြင်ရတယ်ပေါ့နော်okay ဆိုတော့ဘလို့တွေကြောင့်ပို့ပြီးဖြစ်ဖို့များနေရလဲလို့ပြောလို့ရှိရင်ကြတော့အဓိကကတော့လေသူ့ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့မှပျက်စီးတာမျိုးသူသွားရမယ့်လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့မှပျက်စီးတာမျိုးအဓိကသူ့ရဲ့ရည်မှန်းချက်သူဖြစ်ချင်တဲ့စိတ်ဆန္ဒအဲ့ဒါတွေဖြစ်မလာတဲ့အတွက်ကြောင့်သူအစိတ်အစမပြေဖြစ်နေရတယ်တခုခုသူ့ရဲ့မျှော်လင့်ချက်ပန်းတိုင်တခုခုကိုဆုံးရှုံးရတာဖြစ်တဲ့အတွက်သူ့ရဲ့စိတ်မှာအနာတရားဖြစ်နေရတယ်ဆိုတဲ့ energy မျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်နေဆိုတော့ဒီဘက်လူရဲ့စိတ်ထဲမှာကိုယ့်ကိုချစ်နေသေးလားသူဘယ်လိုပုံစံမျိုးလေးတွေတွေ့လဲပေါ့နော်7 or 1ဆိုတော့တစ်ဖက်လူရဲ့စိတ်ထဲမှာတော့ဒါကိုနဲ့ပတ်သက်ပြီးတော့မှတော့အရန်ကြီး welcome လုပ်ချင်တဲ့ဆန္ဒမျိုးကျွန်တော်တိတ်တော့မတွေ့ရဘူးဗျာဘာဆိုတော့လေသူကကိုယ့်ကိုဒါနည်းနည်းလေးပေါ့နော် boundary ထားတဲ့ပုံစံမျိုးကျွန်တော်မြင်နေဆိုတော့ဒီမှာလာပြတဲ့ energy အရဆိုလို့ရှင်တော့သူရဲ့ပုံစံအရာပေါ့နော်ဆိုတော့တစ်ဆင့်ပြီးတစ်ဆင့်ငါစောင့်ကြည့်မယ်တကားတွေအားလုံးတော့ဖွင့်မပေးသေးဘူးသူဘယ်လောက်ထိရှေ့ဆက်တိုးလာနိုင်မလဲဆိုတာကိုငါတစ်ချက်စောင့်ကြည့်မယ်ဆိုတဲ့အတွေးမျိုးပဲကျွန်တော်မြင်နေသူဘက်ကနေပြီးတော့မှကိုနဲ့ပတ်သက်ပြီးတော့မှအရန်ကြီးထိတောင်ခံစားရတာခံစားတော့မှုတွေအရန်အားရှိနေတာမျိုးကိုယ့်ပေါ်မှာခံစားချက်မပြောင်းလဲနေရမျိုးကျွန်တော်မမြင်ရဘူးဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့မှရှေ့တွေအရန်တိုးလာတာမျိုးကိုနဲ့နေဆက်ဖို့ရတဲ့တိုးစားတဲ့အနေအထားမျိုးသူမရှိဘူးအဲ့ဒါမျိုးလေသူ welcome လုပ်ဘူးဆိုတဲ့ပုံစံမျိုးအဲ့တော့ကိုနဲ့သူနဲ့ကြားထဲမှာဘောင်လေးတစ်ခုထားပြီးတော့မှသွားကျင်တဲ့စိတ်ဆန္ဒမျိုးကျွန်တော်မြင်တယ်ဆိုတော့ဒေပြောပြရမယ်ဆိုတစ်ဖက်လူကသူနဲ့ဒီထက်ပိုပြီးရင်းနှီးလာမှာအရန်မလိုလာတဲ့ပုံစံမျိုးအချိန်ယူခြင်းသေးတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်ပါတယ်okay ဆိုတော့တစ်ဖက်လူရဲ့စိတ်ထဲမှာကိုယ့်ကိုချစ်တဲ့စိတ်ရောရှိသေးလားဘာတွေဆက်ဖြစ်မှာလဲဆိုတော့ full of cup ပေါ့နော်အဲ့တော့တစ်ဖက်လူရဲ့စိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးမှအရန် boring ဖြစ်နေတဲ့ပုံစံမျိုးပြောရရင်ချစ်တဲ့စိတ်ကအားနည်းနေတဲ့ပုံစံမျိုးကိုကျွန်တော်မြင်တယ်သူရဲ့စိတ်ထဲမှာကိုယ့်ရဲ့ပေါ့နော်ချစ်ချင်းမြတ်တာတွေကသူ့ရဲ့ခံစားချက်ကိုလှုပ်နိုးနိုင်တာမျိုးပြီးလို့ရှိရင်သူ့ကိုပေါ့နော်ချစ်တဲ့စိတ်တွေပို့ပြီးတော့မှရှိလာအောင်လုပ်နိုင်တဲ့ energy အားနည်းရဆိုတဲ့ energy မျိုးကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်တော့ကြေပြောပြရမယ်ဆိုတစ်ဖက်လူရဲ့စိတ်ထဲမှာကိုယ်အရင်ရှိမနေဘူးကိုယ်ကပျောက်ဆုံးနေတယ်ကိုယ်နဲ့ပတ်သက်ပြီးတော့မှတွေ့တော့မနေဘူးကိုယ့်ပုံမှာလည်းအချစ်စိတ်တွေကညှော်နေနေတယ်အဲ့လို energy မျိုးကျွန်တော်ပို့ပြီးတော့မှမြင်တယ် okay ရှေ့ဆက်ပြီးတော့ sorry okay ရှေ့ဆက်ပြီးတော့မှဗာဆက်ဖြစ်မှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်သွားပြီး okay အဲ့တော့ energy ကတော့လေတခြားလေးစူးစမ်းကြည့်မယ်ဆိုလို့ရှိရင်တော့ပြန်စီပြေမဲ့ animate ကိုတော့ပြရင် the lover animate ပါနေတာဆိုတော့လေနှစ်ယောက်ကြာအဓိက physical attraction လိုနေတဲ့ပုံစံမျိုးပါကိုကလေချစ်ချင်းမြတ်တာကိုနှုတ်နယ်ပဲမပြနဲ့လက်တွေ့ပြပါဆိုတဲ့ပုံစံမျိုးများသောအားဖြင့်လေ 5 3တွေက long distance တွေများတတ်တယ် long distance မဟုတ်ခဲ့လို့ရှိရင်တောင်မှပဲတက်ကိုတောင်အချိန်ပေးတာမျိုးအပြင်မှာတွေ့ဖို့အပြင်မှာ hand out လုပ်ဖို့အတွက်အချိန်နဲ့ပါလာတဲ့သူတွေများတယ်ဆိုတဲ့ပုံစံမျိုးခဏ hand out လုပ်ပေးပါခဏ date ပေးပါဒါဆိုလို့ရှိရင်နှစ်ယောက်သားပို့ပြီးတော့မှအဆင်ပြေလာမယ်တယောက်ချောင်းတောက်ပို့ပြီးတော့မှလည်းတည်လာမယ်တစ်ဖက်ကသူချားထားတဲ့ဗါလဲဆိုစီးရီပိတ်ထားတဲ့တကားတွေကိုလည်းဖွင့်ပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးကိုတော့ပြတယ်ပေါ့တခြားလေးတော့ပါနှက်ဖို့တော့လိုမယ်တစ်ဖက်လူကအရန်ပင်ပန်းမှုခံစားနေရတာကွာသူစိတ်တွေနာကျင်နေတာအဲ့ဒါကြောင့်သူ့ကို push လုပ်နေ pressure မပေးနဲ့ဆိုတဲ့ energy မျိုးလည်းကျွန်တော်မြင်တယ်တစ်ဖက်လူရဲ့စိတ်ထဲမှာကိုယ့်ပေါ်မှာအရန်ကြီး feeling အရန်ရှိမနေဘူးအဲ့ဒါကြောင့်ပြန်စူးစမ်းဖို့လိုမယ်ဆိုတဲ့ပုံစံမျိုးကိုတော့မြင်တယ်ပြတ်သုံးသွားတဲ့ energy မျိုးတော့ကျွန်တော်မတွေ့ရဘူးပေါ့နော်တခြားလေးပြန်စူးစမ်းကြည့်မယ်ဆိုပြန်စစ်ပြီးမဲ့ animate မျိုးပါ universal guidance အရာဘာလေးတွေများရှိမလဲ okay ဘာကိုကြည့်ရမလဲတော့မသိတော့
ဆိုတော့ answer okay ဒီမှာလည်း Hierophant energy လည်းပါနေတယ်နောက်တစ်ခုကကြတော့လေဒီမှာ Seven of Pentacle Five of Pentacle ပေါ့နော်ဆိုတော့ Hierophant energy အရာဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်မှာကွာဟချက်ရှိနေပြီမဲ့တဲ့အဓိကသူနဲ့ကိုယ်နဲ့အဆင်ပြေဖို့ရင်အတွက်ဆိုလို့ရှိရင်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းသို့မဟုတ်ပေါ့နော်ကိုယ့်တဲ့အသက်ကြီးတဲ့သူတယောက်ရဲ့အကူအညီကိုယူပြီးတော့မှဘယ်လိုပုံစံမျိုးနဲ့အဆင်ပြေအောင်လုပ်ရမလဲဆိုတဲ့နီလန်းဥပဒေသားကိုတစ်ချက်လောက်လိုက်နာကြည့်ပါတဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အစဉ်ပြေနေတဲ့အတွက်ဆိုလို့ရှိရင်လည်းသူ့ရဲ့မိဘကိုကွာလိုက်သွားတာကိုယ့်ရဲ့မိဘအိမ်ကိုသူ့ကိုခေါ်သွားတာကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကိုသူ့ကိုချပြတာ public မှာသူ့ကိုချတွေ့အဲ့လိုမျိုးတွေလုပ်ပြီးဒါဆိုလို့ရှိရင်ဒီ relationship ကအများကြီးအဆင်ပြေလာမယ်ဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်မြင်နေဆိုတော့ energy ကတော့အားကောင်းနေပေါ့နော်ပုံမှန်လေးတိုင်းပဲဆက်ပြီးတော့မှသွားနေကြမယ်ပုံစံမျိုးကိုတော့ကျွန်တော်မြင်နေအရန်ကြီးစိတ်လောပြီးတော့မှဒီတက်ပို့ပြီး energy ကောင်းအောင်စူးစမ်းဖို့အတွက်မလုံးနဲ့ပေါ့နော်တစ်ဖက်လူကိုအချိန်ပေးလိုက်ပါသူ့အချိန်ပေးနေတဲ့အချိန်မှာကိုယ့်ဘက်ကလည်းသူကိုယ့်ပို့ပြီးတော့မှစိတ်ဝင်စားလာအောင်ကိုယ့်ပို့ပြီးတော့မှချစ်မြတ်လို့လာအောင်ပြုလုပ်ပေးပါဒါဆိုလို့ရှိရင်တော့အဆင်ပြေမယ်လို့တော့မြင်ပါတယ်ဒါကတော့ 5-3 တွေအတွက် reading ဖြစ်ပါတယ်ခင်ဗျာ